ထွက်ခဲ့ခြင်းနဲ့ဒီလိုတိတ်ပဲမရှိတဲ့ဆွဲလမ်းမှုရဲ့နောင်ကြိုတဲ့အနစ်မြုပ်ခြင်းမှာအထားခဲ့လိုက်တော့မယ်ရွှေပြည်ကောင်းကလန်းနဲ့ဝေးဖို့ကစီထားသမျှတွေအပဲရှင်ပြီးကြည်လင်မိုးသားရဲ့အောက်မှာပျော်ရွှင်ခြင်းရဲ့အစင်မှထွေးပွေထားနိုင်ဖို့ဖယားမြရဲ့ဒီကွေဖယားမြရဲ့ရွှေပြည်တော်ဘုံနာတက်မှာစံစားဝင်မေးပါအပြစ်နဲ့ကျွန်တော်အားကွင်းလို့ချစ်မှုပါလမ်းပြဖို့ဆောင်ပါနေရန်တော်တတာစင်ပေးသနာမှုပါတနေ့နဲ့တကြီးအိမ်တော်ယုံထွက်ခဲ့ခြင်းနဲ့နာချစ်တော့ကများနဲ့ဝေးတဲ့ရစီကိုရောက်ဖို့အတောင်းတရင်ဖို့အပေးအလိုက်တော့မယ်တရားများနဲ့စူရအားလုံးသခင်ရဲ့ရှေးမောက်တော်အပေါ်အပီအလိုချင်ဆုံးသောဘဝအတ္တတာပိုင်ဆိုင်ဖို့အတွက်အသက်ကိုပေးအပ်တာပါပဲဘုရားမြတ်ရဲ့ညီကွေဘုရားမြတ်ရဲ့ရွှေပြည်တော်ဘုံနာတက်မှာစံစားဝင်ပေးပါအပြစ်နဲ့ကျွန်တော်အားကွင်းလို့ချစ်မှုပါလမ်းပြဖို့ဆောင်ပါရဲ့ရန်တော်တတာစင်ပေးသနာမှုပါတနေ့နဲ့တကယ်လို့စံစားဝင်ပေးပါအပြစ်နဲ့ကျွန်တော်အားကွင်းလို့ချစ်မှုပါအလံပြဖို့ဆောင်ပါနေရန်တော်တတာစင်ပေးသနာမှုပါတနေ့နဲ့သခင်သာဘုရားမြတ်ရဲ့ရင်ကွင်းဘုရားမြတ်ရဲ့ရွှေပြည်တော်ဘုံနာထက်မှာစံစားဝင်ပေးပါအပြစ်နဲ့ကျွန်တော်အားကွင်းလို့ချစ်မှုပါပေးသနာမှုပါတနေ့နဲ့တကယ်တော့အားလုံးမင်္ဂလာပါဖျားသခင်ကျေးဇူးတော်ထူးပဲချီးမွမ်းပါတယ်လို့ဖျားခင်ပြင်ဆင်ပေးတဲ့နေ့မှာဒီမှာရှိတဲ့ညီကိုမောင်နှမရောက်စီတိုင်းကိုနှုတ်ကပတ်တော်ဝင်ငှားတဲ့အခွင့်အားပေးရတဲ့အခွင့်ကိုပြင်ဆင်ပေးတဲ့ဖျားသခင်ကျေးဇူးတော်ထူးပဲချီးမွမ်းပါတယ်လို့ယနေ့လောကမှာခေတ္တခဏလာရောက်အသက်ရှင်ရတဲ့ချိန်မှာကျွန်တော်တို့အရေးကြီးတဲ့အရာဘာလဲဆိုတာနားလည်ဖို့အရင်ရေးကြည့်ပါဒီနေ့ urgent နဲ့ important ဆိုတာရှိပါတယ်အရေးကြီးတဲ့အရာနဲ့အရေးပေါ်ဆိုတာရှိပါတယ်ကျွန်တော်ဒီနေ့လူတွေကပိုင်းခြား၍မသိနိုင်အောင်ဒီလောကအရာကြီးဖုံးကွယ်ထားပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်အရောက်စီတိုင်းကိုအရန်နားလည်စေချင်တာကဘဝမှာခေတ္တခဏလာရောက်အသက်ရှင်တဲ့အချိန်မှာကျွန်တော်တို့ဘာကိုလုပ်ရမှာလဲကျွန်တော်ဘယ်ရလာတာလဲကျွန်တော်ဒီမှာဘာလာလုပ်တာလဲကျွန်တော်ဘယ်ကိုသွားမှာလဲဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်သိဖို့အင်မတန်မှအရေးကြီးပါတယ်များစွာသောသူတွေရဲ့မေးခွန်းရှိပါတယ် What is the meaning of life What is the objective of lifeဘဝရဲ့အတိတ်ပဲဘာလဲဒီနေ့မီလီယံနာတွေလည်းအဲ့ဒီမေးခွန်းရှာနေပါတယ်ဘီလီယံနာတွေလည်းအဲ့ဒီမေးခွန်းရှာနေပါတယ်တကယ်အောင်မြင်တဲ့သူတွေလည်းဒီမေးခွန်းရဲ့အတိတ်ပဲကိုရှာနေပါတယ်ဟိုအောက်ဆုံးမှာရှိတဲ့သူတွေကလည်းပဲဒီမေးခွန်းရဲ့အတိတ်ပဲကိုရှာနေကြပါတယ်အဲ့ဒီမေးခွန်းကို
မင်းနေရင်းနဲ့ပဲအဖြေရှာလို့မရပဲလောကထဲကထွက်ခွာသွားတဲ့သူတွေလည်းလောကမှာမြောက်များစွာရှိပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ခွန်အားပေးသွားခြင်းဒီတာမကကျွန်တော်ရဲ့အသက်တာမှာလှုပ်ဆောင်ရမယ့်အရာတွေကျွန်တော်တက်တာမှာအရေးကြီးတဲ့အရာတွေကိုဘုရားသခင်ဖွင့်ပြတဲ့အတိုင်းဒီနေ့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်။ဘဝရဲ့အဓိပ္ပာယ်အကြောင်းကိုကျွန်တော်ပြောသွားမယ်။နောက်မှတစ်ဆင့်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းရဲ့ကွာခြားမှုကိုကျွန်တော်အနေငယ်ရှင်းပြသွားခြင်းတယ်။လူတွေကအောင်မြင်မှုနောက်ကိုအရန်လိုက်တတ်ကြပါတယ်။ဒါပေမဲ့အောင်မြင်မှုတကယ်ရသွားတဲ့လူကလည်းပဲအဲ့ဒီအောင်မြင်မှုမှာမကျေနပ်တော့ဘူး။အောင်မြင်မှုရလာပြီ။အဲ့ဒီအောင်မြင်မှုရလာပြီးတဲ့ပုံမှာဘာဆက်လုပ်ရမလဲလို့မသိတဲ့လူတွေအများကြီးပဲ။ဆိုအောင်မြင်မှုထက်တိုးတက်မှုကတာပြီးအရေးကြီးတယ်ဆိုတာကိုနားလည်ဖို့ရန်အတွက်ဆက်ပြီးတော့ကျွန်တော်ဒီຢာလေးကိုဝေငှသွားခြင်းနဲ့နောက်ဆုံးမှာတော့ကျွန်တော်ဒီခေတ်လူငယ်တွေအတွက်ကျွန်တော်အားပေးသွားခြင်းနဲ့ဒီခေတ်လူငယ်တွေအသက်တာမှာသူများကိုအားကြလိုက်ဟိုလူကိုအားကြလိုက်ဒီလူကိုအားကြလိုက်ဟိုလူလိုဖြစ်ခြင်းလိုက်ဒီလူလိုဖြစ်ခြင်းလိုက်ဆိုတာထက်ကျွန်တော်တို့ကဘာတူလဲ we must know who we are ကိုဘာတူလဲဆိုတာကိုတိမှကိုဘာလုပ်ရမလဲဆိုတာကိုသဘောပေါက်လာကိုဘာလုပ်ရမလဲဆိုတာသဘောပေါက်လာမှကိုဖြစ်ချင်းပေါ်မှာကိုကျေနပ်လာတယ်ကိုဖြစ်ချင်းပေါ်မှာကိုကျေနပ်မှာကိုကိုဖျားပြင်ဆင်ထားတဲ့ပန်းနိုင်ကိုကျွန်တော်ရောက်နေတယ် of course ကျွန်တော်အသက်တာထဲမှာကျွန်တော်တို့ကိုအသက်ရှင်ခွင့်ပေးတာဖျားဖြစ်တယ်ဆိုတော့ပထမတော့သိဖို့အင်မတန်မှအရေးကြီးတယ်လောကကြီးမှာအဖြေရှာကြတဲ့သူတွေအဖြေဘာလို့မရလဲမိမိကိုမိမိ focus လုပ်ပြီးအဖြေရှာကြလို့မရဘူးမိမိကိုဖန်ဆင်းတဲ့ဖျားကိုအခြေပြုတ်ပြီးတော့ရှာမှဘဝရဲ့အတိတ်ပဲကိုနားလည်လာနေတာဖြစ်ပါတယ်လို့အဲကြောင့်ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်ကိုဝေငှခြင်းနဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်ခွန်အားပေးသွားခြင်းပါတယ်လို့နှုတ်ကပတ်တော်တပိုက်ကိုကျွန်တော်ဖတ်ပြခြင်းပါတယ်ဧဖဩဝါဒစာအခန်းကြီး9အငယ်14လောက်မှာကျွန်တော်ဖတ်ပြခြင်းနဲ့ထို့ကြောင့်အိပ်ပျော်သောသူနိုးလော့သေခြင်းမှထမြောက်လော့တို့ပြုလျင်ခရစ်တော်သည်အလင်းကိုသင်အားပေးတော်မူမည်ဟုဆိုသည်ဧဖဩဝါဒစာခန်းကြီး9အငယ်14ပြန်ဖတ်ပြခြင်းပါတယ်ထို့ကြောင့်အိပ်ပျော်သောသူနိုးလော့သေခြင်းမှထမြောက်လော့တို့ပြုလျင်ခရစ်တော်သည်အလင်းကိုသင်အားပေးတော်မူမည်ဟုဆိုသည်နောက်ကျမ်းစာတစ်ပိုက်ကိုဆက်ပြီးတော့ကျွန်တော်ဖတ်ပြခြင်းပါတယ်ယောမဩဝါဒစာမှာရှိတဲ့အကြောင်းအရာလေးကိုဖတ်ပြီးတော့မှကျွန်တော်ယောမဩဝါဒစာခန်းကြီး73အငယ်12လောက်ကနေကျွန်တော်အောက်ဆုံးထိဖတ်ပြခြင်းပါတယ်ညအချိန်ကုန်လူ၍နေ့အချိန်ရောက်လူသောကြောင့်၎င်းယခုအခါအိပ်ပျော်ရာမှနိုးရသောအချိန်ရောက်ခဲ့ပြီဟုငါတို့သည်သိ၍ကာလအချိန်ကိုထောက်လျက်ပေါင်မိုက်၏အကျင့်တို့ကိုပယ်ရှား၍အလင်း၏လက်နက်စုံကိုဝစ်ဆောင်ရွက်ကြကုန်အားပွဲလုခြင်းရင်မျိုးတောက်ကျူးခြင်းမတရားသောမေထုံ၌မှီဝဲခြင်းကိလေသာညစ်ညူးခြင်းရန်တွေ့ခြင်းဂုံပြန်ခြင်းအမှုတို့ကိုကြည်ဆောင်၍နေ့အချိန်၌ကဲ့သို့တင့်တယ်လျောက်ပတ်စွာကျင့်ဆောင်ပြုမှုကြကုန်အားသခင်ယေရှုခရစ်ကိုယူတင်ဝစ်ဆောင်ကြလော့ကိုယ်ကာယ၏တတ်မှတ်ခြင်းအလို့ငါမကြံစီကြနဲ့ဒီနေ့ချက်တော်ညီကိုမောင်မတို့ဒီကျမ်းပိုက်လေးကိုအကြောင်းပြုပြီးတော့မှကျွန်တော်ဝေငှသွားခြင်းနဲ့ဘဝမှာလူတွေရဲ့ဒီနောက်ဆုံးသောကာလမှာပိုဆိုးပါတယ်လူငယ်တွေအဓိကအောင်မြင်ခြင်းကြတယ်အောင်မြင်မှုနောက်ကိုလိုက်ကြတယ်အောင်မြင်တဲ့သူတွေကိုအားကြတတ်တယ်ပြီးတော့မှအဲ့ဒီအောင်မြင်သူတွေကြွယ်ဝတဲ့သူတွေချမ်းသာတဲ့သူတွေသုံးဖြုံးနိုင်တာကိုကြည့်ပြီးတော့မှသူတို့အဲ့ဒီလူတွေနဲ့ပေါင်းဖော်ခြင်းနဲ့တွာလာခြင်းနဲ့ဆိုတော့အဲ့ဒီမှာအားရလာတယ်ကျေနပ်လာတယ်အဲ့ဒီလူနဲ့ပေါင်းဖော်ပြီးတော့နောက်ဆုံးပါဖြစ်သွားကိုယ်အကျင့်ဇာရိတပြားသွားရတဲ့အထီးနစ်မျောသွားတဲ့လူတွေမြောက်များစွာတနည်းအားဖြင့်ပြောမယ်ဆိုရင်အဲ့ဒါစာတန်ရဲ့လှည့်ကွက်ဖြစ်တယ်အဲ့ဒီလူတွေထဲမှာဘသူအများဆုံးပါနေဆိုတော့ဒီနေ့ခရစ်ယာန်တွေမြောက်များစွာပါနေဆိုတော့တွေ့ရတယ်ကပ္ပမှာအခု criminal အဖြစ်ဆုံးအများဆုံးနိုင်ငံတွေဟာခရစ်ယာန်နိုင်ငံတွေဖြစ်နေတယ်။ဘာကြောင့်လဲလို့ပြန်လှည့်ကြည့်တဲ့အခါမှာစာတန်ကဒီအရာတွေနဲ့လူငယ်ပေါင်းမြောက်များစွာဆွဲချနေတဲ့အချိန်ကာလဖြစ်တယ်။ကျွန်တော်တို့အချိန်ကဘလောက်မှမရှိတော့ဘူး။ဒါပေမဲ့လူငယ်တွေရဲ့အသက်တာမှာအခုဘာဖြစ်ချင်လဲအောင်မြင်ခြင်းရတယ်တိုးတက်ခြင်းရတယ်ကြီးပွားခြင်းရတယ်ကိုအသက်တာအတွက်ကိုပျော်ရွှင်မှုကိုရအောင်လိုချင်တယ်သူများအောင်မြင်တော့ကြည့်ပြီးတော့ကိုလည်းအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းမတူဘူးအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းဆိုတာမတူဘူးအောင်မြင်တော့ညာလဲတိုးတက်ခြင်းမရှိတော့အဲ့ဒီလူကကြာရှုံးသွား
အောင်မြင်ချင်းဆိုတာလူတွေမြင်တွေ့လို့ရတယ်တိုးတက်ချင်းဆိုတာလူမြင်လို့မရဘူးကိုပဲသိတယ်အဲ့ဒီတိုးတက်ချင်းကဘယ်ကနေလာလဲအဲ့ဒါကိုကျွန်တော်နားလည်ဖို့အရင်ရေးကြည့်တယ်အဲ့ချစ်တော်ညီကိုမောင်မတို့ဒီနေ့ကျွန်တော်ဗာပြောပြချင်လဲဆိုတော့ပထမဆုံးပြောပြချင်တာမိမိရဲ့အတ္တတာမှာကိုဘသူလဲဆိုတာကိုသိဖို့အရင်ရေးကြည့်ပါတယ်သူများဖြစ်နေတဲ့အရာတွေကိုလိုက်ကြည့်ပြီးတော့အားကျနေတာထက်ကိုဘသူဖြစ်လဲဆိုတာကိုသိဖို့ပထမဆုံးအရေးကြီးတယ်ကိုဘသူလဲကျွန်တော်ရဲ့အတ္တတာကိုကျွန်တော်တတ်သိခံခြင်းတယ်ကျွန်တော်ကငယ်တုန်းကဟုတ်တယ်သူများကိုအရာအားကျခဲ့တဲ့သူတယောက်ဖြစ်တယ်ကျွန်တော်ငယ်တော့ဆိုရင်ကျွန်တော်ဆိုတော့ဖြစ်ခြင်းတယ်ကျွန်တော်ဘွန်ဂျိုဘီကိုအားကျလိုက်ဟာလားဟိုလူကိုအားကျလိုက်ဒီလူကိုအားကျလိုက်ဒါနဲ့စီးပွားရေးသမားနဲ့တွေ့တော့ကျွန်တော်မိတ်ဆွေထဲမှာအောင်မြင်တဲ့စီးပွားရေးသမားတွေ့တော့ကျွန်တော်စီးပွားရေးသမားဖြစ်ခြင်းပြန်ပြီအဲ့နဲ့ကျမ်းစာဖတ်လိုက်ပြန်တော့လေဒါဝိဒ်ကဲ့သို့ကျွန်တော်ဖြစ်ခြင်းပြန်ပြီဒါဝိဒ်ကဟာဂေါလိယကိုချပလိုက်တယ်ပြီးတော့မှဟာ तू ကအောင်မြင်မှုတွေရယူသွားပြီးတော့ရှောလူထောင်ဒါဝိဒ်တောင်းဖြစ်လာတယ်ဟာအောင်မြင်မှုတွေဟာကျွန်တော်လည်းဒါဝိဒ်လိုဖြစ်ခြင်းပြန်ကျမ်းစာဖတ်ရင်လေကျမ်းစာထဲကဟိုအောင်မြင်တဲ့သူတွေတို့ကျွန်တော်ဖြစ်ခြင်းပြန်ပြီယောသအကြောင်းဖတ်လိုက်ရင်လေဟာယောသအောင်နိုင်ပြီးတော့နောက်ဆုံးမှသူများနိုင်ငံမှာသွားပြီးတော့မှဘယင်ကဖြစ်ရတဲ့အခွင့်ကိုဖျားပြင်ဆင်ပေးတယ်ငါယောသလို့ဖြစ်ချင်လိုက်တာအားကြပြန်ပြီဆိုတော့ဟိုလူကိုတွေးလိုက်အားကြလိုက်ဒီလူကိုတွေးလိုက်အားကြလိုက်ပြဿနာကအဲ့လိုဖြစ်နေတဲ့အတ္တတာဘယ်နေရာမှမရောက်ဘူးဘာလို့မရောက်လဲဆိုတော့ကိုဘယ်သူလဲဆိုတော့ကိုမသိတဲ့ပုံမှာကိုဖြစ်ချင်းပုံမှာကိုလုံးဝမကျေနပ်နိုင်ဘူးနားလေစေချင်တဲ့ညီကောင်မတော်ရောက်စီတိုင်းကိုဖြစ်ချင်းကိုမကျေနပ်နိုင်တဲ့၍ဘယ်တော့မှပန်းနိုင်မရောက်ဘူးအဲ့ဒီလိုကိုဖြစ်ချင်းပေါ်မှာကိုကျေနပ်မှုမရှိသေးဘူးအဲ့ဒီလူကဘယ်တော့မှပန်းနိုင်မရောက်နိုင်ဟိုလူကိုအားကြလိုက်ဒီလူကိုအားကြလိုက်ဟိုလူလိုဖြစ်ချင်းလိုက်ဒီလူလိုဖြစ်ချင်းလိုက်ဆိုတာတက်ကိုဖြစ်ချင်းပေါ်မှာကိုကျေနပ်ပြီးတော့ကိုပေးထားတဲ့အတ္တတာဖယားငါ့ကိုဒီချင်းနေထိပို့ဆောင်လာတဲ့ဒီချင်းနေကိုပြင်ဆင်ပေးလာတယ်ဆိုတာကျေးဇူးတင်တယ်လို့အဲ့ဒီဝမ်းမြောက်တတ်တဲ့လူရဲ့အတ္တတာမှာပဲဖယားသခင် level တစ်ခုပြီးတစ်ခုကိုဆွဲတင်သွားလို့ရတယ်သူများကိုအားကြစရာမလိုဘူးမိမိဖြစ်ချင်းပေါ်မှာမိမိအားကြဖို့လိုသလိုမိမိကိုဒီအချိန်အထိပို့ဆောင်ပေးလာတဲ့ဖယားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတတ်ဖို့အင်မတန်မှအရေးကြီးတယ်တိုးတက်နေတာနဲ့အောင်မြင်ခြင်းကကွာတယ်တိုးတက်တဲ့လူရဲ့အတ္တတာကအောင်မြင်ခြင်းကိုကြိုးမဆိုင်ဘူးအောင်မြင်လာလဲပဲ तू ကအဲ့ဒီအောင်မြင်ခြင်းပေါ်မှာကျေနပ်ဘူးအောင်မြင်ခြင်းပေါ်မှာပျော်ပိုက်နာမဟုတ်အောင်မြင်ခြင်းပေါ်မှာရစ်မှုနေတာမဟုတ်ဘူးတိုးတက်တဲ့လူရဲ့အတ္တတာငါဒီနေ့တလောက်ဖြစ်လာပြီနောက်တစ်နှစ်မှာငါဒီထက်တာ၍ဖြစ်အောင်ငါကြိုးစားမယ်နောက်တစ်နှစ်လို့ဖြစ်လာပြီလားငါမရက်ဘူးငါနောက်တစ်နှစ်ငါတာ၍အောင်မြင်တဲ့အတ္တတာဟလာတိုးတက်သွားတဲ့အတ္တတာဖြစ်အောင်ငါရဲ့အတ္တတာမှာအမြဲတမ်းပြင်ဆင်နေမယ်ဒီတစ်နှစ်ဒါလုပ်ပြီးပြီမပြီးဘူးနောက်နှစ်ငါဒါဒီထက်တာ၍ကောင်းသောမှုငါပြုမယ်အဲ့အတွက်ပြင်ဆင်မှုရှိရမယ်မရှိတဲ့အတ္တတာဖြစ်ရင်အဲ့ဒီလူကအောင်မြင်တော့ညာလေကျွန်တော်မိတ်ဆွေထဲမှာအောင်မြင်ခဲ့တဲ့သူတွေအများကြီးပဲကြော်ကြားခဲ့တဲ့သူတွေအများကြီးပဲဒါပေမဲ့ခဏလေးအောင်မြင်တာနဲ့ဝုန်းနဲ့ကြာရှုံးသွားတယ်ဘာကြောင့်လဲတိုးတက်ခြင်းမရှိလို့ဘာကြောင့်တိုးတက်ခြင်းမရှိတာလဲမိမိအတ္တတာမိမိဘာမှမသိလို့ဖြစ်တယ်မိမိဘာမှမသိတဲ့လူကကိုယ်ဘယ်သူလဲဆိုတော့ကိုယ်မသိတဲ့လူကကိုယ်ဘာလုပ်ရမလဲဆိုတော့ကိုယ်ပိုင်းခြား၍မသိနိုင်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ကိုယ်စိတ်အလိုအတိုင်းပဲသက်ရှင်တယ်ခန္ဓာစိတ်ဝိညာဉ်ဆိုတာ၃ပါးရှိတယ်လူမှာခန္ဓာစိတ်ဝိညာဉ်၃ပါးရှိတယ်မနားလဲစေချင်တယ်ခန္ဓာနဲ့စိတ်ကဤမြေကြီးနဲ့ဆိုင်တယ်ဝိညာဉ်ကဖယားနဲ့ဆိုင်တယ်ဒါပေမဲ့ဒီနေ့လူတွေကဘာကိုဦးစားပေးကြလဲခန္ဓာနဲ့စိတ်ကိုပဲဦးစားပေးကြတယ်ဝိညာဉ်ကိုဦးစားမပေးဘူးခန္ဓာနဲ့စိတ်ကဘယ်ကလာလဲမြေကြီးကလာတယ်ဝိညာဉ်ကဘုရားသခင်ဆရာလာတယ်ကျမ်းစာဒီထဲမှာပြောတယ်ဒေသနာကျမ်းခန်းကြီး7မြေမှုန့်မှလာတဲ့ဒီကိုခန္ဓာကတော့မြေမှုန့်တို့ပြန်သွားပြီမယ်အရင်ဘုရားသခင်ဆရာလာတဲ့ဝိညာဉ်ကတော့ဘုရားခင်ထံသို့ပဲပြန်သွားမယ်ဒါပေမဲ့လူကဘာကိုဦးစားပေးတယ်လဲဒီနေ့ကဘာမှာဆိုရင်ကျွန်တော်နိုင်ငံတော်တော်များဘုရားခင်ပို့ဆောင်ပါတယ်ကဘာမှာတော်တော်များလူငယ်တွေကအစဘာကိုအာယုံစိုက်နေကြလဲဆိုတော့ခန္ဓာကိုယ်အာယုံစိုက်တယ်ကိုယ်စိတ်ကိုအာယုံစိုက်တယ်ကိုယ်ပျော်ပါးရေးအတွက်ကိုလုပ်ကြတယ်ငါဒါဖြစ်တော့ငါဒီနယ်ရောက်တော့ငါအဆင်ပြေမှာပဲဟာတော့လူတွေအရန်စူးစားတယ်အခုဟလာကျွန်တော်ကနေဒါမှာဆိုရင်လူငယ်တွေတော်တော်များများစူးစားကြတယ်ဘာအတွက်စူးစားတယ်အလုပ်ကောင်းရဖို့စူးစားတယ်အလုပ်ကောင်းရပြီသူတို့ဘာလုပ်လဲအလုပ်ကောင်းရပြီရင်သူတို့လိုချင်တဲ့အိမ်တွေဝယ်မယ်ကားတွေဝယ်မယ်အဲ့ဒါပြီးရင်ဘာလုပ်မလဲ
အဲ့ဒါပြီးရင်တို့ဟာလာဟိုတို့ကြိုက်တဲ့ပုံစံတို့ girlfriend boyfriend တွေတို့ထားကြမယ်ဟုတ်ပြီဒါပဲလားမဟုတ်ဘူးတို့ဘာတွေတို့စိတ်ကျဉ်နှက်ဖို့အတွက်တို့လုံနေကြတယ်တို့စိတ်ကျဉ်နှက်ရေးအတွက်တို့လုံနေကြပါမယ်တို့ရဲ့မွေးဖွားလာတဲ့ရည်ရွယ်ချက်ဘာလဲဆိုတာပျောက်သွားအောင်စာနာလှည့်စားတာကျွန်တော်နားလည်စေချင်တယ် we are born to do something မွေးဖွားလာတဲ့ကျွန်တော်ကြီးသောအမှုတစ်ခုကိုပြုဖို့မွေးဖွားလာတဲ့သူတွေဖြစ်တယ်ကိုလှုပ်ချင်တဲ့အရာကိုလှုပ်တာထက်ဖျားသခင်လှုပ်စေလိုတဲ့အရာကိုလှုပ်တော့သူ့မှာပဲအောင်မြင်ခြင်းကိုရတယ်โอเคကျွန်တော်ဆိုဟိုဟာလှုပ်ချင်တယ်ဒီဟာလှုပ်ချင်တယ်ဟိုဖြစ်ချင်တယ်ဒီဖြစ်ချင်တယ်ဘယ်အချိန်မှကျွန်တော်ပျောက်သွားလဲသိလားကျွန်တော်ဖျားနဲ့တွေ့မှကျွန်တော်ပျောက်သွားတယ်ဖျားအကြောင်းသိလို့မပျောက်ဘူးကျွန်တော်ငယ်တဲ့ခရစ်ယာန်ပဲကျွန်တော်ငယ်တဲ့ခရစ်ယာန်ငယ်တဲ့ကကျွန်တော်Sunday school တက်ခဲ့တယ်ငယ်တဲ့ဖျားเจ้าမှာပါဝင်တယ်ငယ်တဲ့ဖျားနဲ့ဆက်ကတ်တယ်ကြီးပြင်းလာတယ်ဒါပေမဲ့ဘာဖြစ်လာလဲဖျားသခင်နဲ့မိတ္တဟာယမရှိမချင်းဖျားနဲ့အဆက်အသွယ်မရှိမချင်းဘယ်သူအလိုပဲလိုက်လဲဆိုတော့ဖျားအလိုကိုမလိုက်ဘူးဘယ်သူအလိုလိုက်လဲကိုယ်စိတ်အလိုပဲလိုက်တယ်ကိုယ်စိတ်အလိုတိုင်းပဲအသက်ရှင်တယ်ကိုယ်စိတ်အလိုတိုင်းပဲသွားလာတယ်လှုပ်ရင်းနဲ့ဘာဖြစ်လာလဲကိုယ့်ကိုစာတန်ကအနိုင်ယူသွားတယ်ကိုလှုပ်တာမဟုတ်တော့ဘူးအချိန်တိုင်ရင်မကောင်းမှုတွေကိုအလိုလိုသွားချင်နေတယ်အချိန်တိုင်မကောင်းမှုဒီနဲ့ပဲဆက်ဆံချင်တယ်အချိန်တိုင်ရင်ဒါပေမဲ့တစ်ဖက်ကလည်းမကောင်းမှုဆိုတာသိနေဘာလို့အထဲမှာဝိညာဉ်ရှိတာအောင်အဲ့ဒီဝိညာဉ်ကဘယ်ကလာတာလဲဘုရားခင်စီကလာတဲ့အတွက်ကြောင့်အဲ့ဒီဝိညာဉ်ရှိနေတဲ့အတွက်ကြောင့်မကောင်းမှုဆိုတာတစ်ဖက်ကသိနေတော့ညာလေအဲ့ဒီအရာကိုမကြော်လွန်နိုင်ဘူးအဲ့ဒီအရာကိုမကြော်လွန်နိုင်အဲ့ဒီမကောင်းမှုဆိုတာသိတော့ညာလေပဲပါသွားတယ်နောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ဖျားမနစ်တတ်တဲ့အရာကိုလှုပ်ဆောင်နေရင်းနဲ့ဘာဖြစ်သွားဆိုအော်တာပါစိတ်ကြည်လင်သွားတာအပြစ်လှုပ်တာကိုကျဉ်တ်ပြီးတော့မှကိုကဘာဖြစ်ငါဒါလှုပ်လဲငါ့ကိုဖျားရှင်ခွင့်လွတ်ပါတယ်ငါဒါလှုပ်လဲငါ့ကိုတော့ဖျားရှင်ခွင့်လွတ်ပါတယ်ဆိုတဲ့အရာလေးကတဖြည်းဖြည်းနဲ့ကျွန်တော်ကိုလွှမ်းမိုးလာပြီးနောက်ဆုံးဘာဖြစ်လာလဲစာတန်ကဟိုးအောက်ဆုံးထိဆွဲချသွားပြီးတော့တိလိုက်တဲ့အချိန်မှာကျွန်တော်နောက်ကျသွားပြီပြန်ရုံထွက်လို့မရနိုင်တော့ကျွန်တော်အသွေးသားအကုန်လုံးထဲမှာအချိန်တိုင်းကျွန်တော်မူရစေဝါတုံးဆွဲမှုထဲမှာပဲကျွန်တော်ကျဉ်တ်နေတယ်မရုံထွက်နိုင်တော့ကိုခွန်အားနဲ့ကိုစူးစမ်းတယ်ငါဖြတ်မယ်ဘလို့မဖြတ်လို့မရဘူးကြောက်ကိုစိတ်ကိုမနိုင်ဘူးဘယ်ချိန်မှနိုင်လဲဆိုရင်ကိုယ့်အထက်ကရှိတဲ့ဝိညာဉ်ကဖခင်ရဲ့ဝိညာဉ်နဲ့မိတ္တဟာယဖွဲ့တဲ့အချိန်မှလောကကိုအောင်မြင်တဲ့တတ်တာဖြစ်လာမကြော်လွန်နိုင်ဘူးကြော်စူးစမ်းပြီးတော့ကြော်လွန်အောင်လှုပ်ရင်းနောက်ဆုံးဘာဖြစ်လာသလဲကိုယွန်းသွားတယ်ငါမကောင်းတာသိတယ်ဒါပေမဲ့မကောင်းတာသိရတဲ့နဲ့ငါဘာလို့ဆက်လုံတာလဲတစ်ဖက်ကလည်းဟလာဒါမကောင်းဘူးဆိုတာသိနေတယ်မကောင်းတာသိရင်မလုပ်ပါနဲ့လားမလုပ်လို့မရဘူးလုံနေတယ်ဇက်တိုက်လှုပ်ဖြစ်နေဟာဘုရားเจ้าသွားနေလူတွေကြည့်လိုက်တော့ငါနဲ့သူတို့နဲ့တော့မထိုက်တန်တော့ဘူးအဖြည်းဖြည်းနဲ့အဲ့လိုဖြစ်သွားတယ်အဖြည်းနဲ့ဝေးသွားတယ်ဒါပေမဲ့ဘုရားကျေးဇူးတော်ဖခင်ရဲ့မေတ္တာကျွန်တော်ပြန်ဆွဲခေါ်တာဖခင်เจ้าအဝမှာလူတွေဖခင်เจ้าသွားနောက်ကြည့်ပြီးတော့မှငါသူတို့နဲ့မတူတော့ဘူးငါဘွားငါမကောင်းဘူးငါမတန့်ရှင်းဘူးငါမဆုံးလင်ဘူးငါမဖြောက်မှဘူးအဲ့ဒီအရာကစာရန်ကနေ့တိုင်းကျွန်တော်စကားပြောနေရမင်းမထူးတော့ဘူးမင်းလှုပ်ရှားရှိရမင်းဆက်လှုပ်လိုက်တော့မင်းတောက်ဆက်ရှိရဆက်တောက်တော့မင်းပျော်ကြီးတောက်တော့တေးပလိုက်တော့ကျွန်တော်ချင်းဖြစ်တယ်တေးပလိုက်တော့အဲဆောင်းနေဆွဲတေးပလိုက်တော့အဲ့ဒီအရာကကျွန်တော်ဘယ်ထိဆွဲခေါ်သွားတာအဲ့ဒီအရာဘယ်ထိဆွဲခေါ်သွားတာသေတဲ့ထိဆွဲခေါ်သွားတာတနေ့မှကျွန်တော်အရာစိတ်တက်ကြတယ်မိမိတက်တာကိုပြန်စဉ်းစားငါသိတာငါအကုန်လုံးသိနေဒါပေမဲ့ငါတောက်ဘာလို့မကြော်လွန်နိုင်တော့တာလဲငါလောကမှာမရှိတာပဲကောင်းမယ်ဆိုတော့ကျွန်တော်ဆေးကိုအဆုံးထိတင်ပလိုက်တယ်ကျွန်တော်သိတယ်ကျွန်တော် limit ကျော်သွားပြီသိတယ်overdose ဖြစ်သွားတယ် overdose ဖြစ်သွားပြီးတော့မှကျွန်တော်သေဖို့ဖြစ်နေပြီအဲ့အချိန်မှာသူများလာတွေ့တယ် shock ဖြစ်နေကျွန်တော်တွေ့တယ်ဆေးရုံပို့ပေးတယ်ဆေးရုံရောက်တဲ့အခါမှာဆရာဝန်က hopeless လို့ပြောလိုက်ပြီမျောလင့်ချက်မဲ့သွားပြီလို့ပြောလိုက်တဲ့အချိန်မှာမျောလင့်ချက်မဲ့သွားပြီသေရတော့မယ်လို့သိတဲ့အချိန်မှာမှကျွန်တော်အရာနောင်တရတယ်ငါဒီလောကမှာဘာလာလောက်တာလဲ
အခုငါသိရင်ဘယ်သွားမှာလဲဘာသာတရားတော့ပြောတယ်ကောင်းတာလုံးကောင်းတာရောက်မယ်ဒါပေမဲ့ကောင်းတာဘယ်သူကလုံနိုင်လဲဆိုတော့ဘယ်သူမှမလုံနိုင်ဘူးအဲ့အချိန်မှာကျွန်တော်ကောင်းသဘောပေါက်လိုက်တယ်လူကောင်းတဲ့လူဆိုးဆိုတော့လူကသာခွဲခြားထားတာလူကောင်းတဲ့လူဆိုးဒါပေမဲ့တယောက်မှမကောင်းနိုင်ဘူးကျမ်းစာထဲမှာတေချာပြောထားပြီးသားခြားနာခြင်းအလင်းမရှိတဲ့လူအပေါင်းတို့ဒီဒုစရိုက်ကိုပြုရဘုရားသခင်ရှင်းတဲ့အတရေပြက်ကြပြီတဲ့ကောင်းသောသူတယောက်မှမရှိဖြောက်မှသောသူမရှိတဲ့အဒါဆိုလူကောင်းတဲ့လူဆိုးဘလို့ခွဲထားလဲဟန်ဆောင်ကောင်းတဲ့လူကလူကောင်းပဲဟန်မဆောင်တတ်တဲ့လူကလူဆိုးဖြစ်သွားတယ်ဒါပေမဲ့ဟန်ဆောင်ကောင်းတဲ့လူဒီနေ့လူကောင်းလို့ခေါ်တယ်တယောက်မှဘုရားခင်ရှင်းမှာမကောင်းဘူးဒါပေမဲ့ကျွန်တော်ပြန်စဉ်းစားကြောစိတ်မကောင်းငါလောကမှာခဏသက်ရှင်ခဲ့တယ်ငါအခုတည်ရတော့မကြောသွေးဆုံနေပြီအသက်ရှူလို့လည်းမရတော့ဘူးငါလောကမှာငါဘာတွေလုပ်ခဲ့လဲငါဘယ်ကနေလာတာလဲငါဘယ်ကိုသွားမှာလဲကျွန်တော်မှလုံးဝမျောလင့်ချက်မဲ့နေပြီအဲ့ဒီအချိန်မှာယင်ထဲကနေမွန်းကျက်လာတဲ့အချိန်မှာကျွန်တော်တခုပဲပြောတယ်ကျွန်တော်ခရိယန်တော့မွေးတဲ့ခရိယန်ဒါပေမဲ့ကျွန်တော်သေခံနေမှာကျွန်တော်သိနေတဲ့အရာတစ်ခုရှိအဲ့ဒါဘယ်သူမှကျွန်တော်လာမတင်ပေးဘူးတင်ပေးတဲ့အရာဘယ်သူမှလာမတင်ပေးဘူးတင်ပေးစရာလည်းမလိုပဲနဲ့သိနေတဲ့အရာတစ်ခုကမင်းငရဲသွားတော့မယ်ဆိုတော့ကောင်းသိတယ်အဲ့ကျွန်တော်နှစ်ချင်းခံမိသားနှစ်ချင်းမင်္ဂလာခံယူခြင်းအဖြစ်လဲကျွန်တော်ကောင်းကင်နိုင်ငံမရောက်နိုင်ဘူးဆိုတော့သဘောပေါက်သွားတယ်ဘာကြောင့်လဲကျွန်တော်ဘာမှမသိပဲနဲ့ကျွန်တော်နှစ်ချင်းခံခဲ့တာ12နှစ်ပြည့်လို့ခရိယန်ထုံတန်းစင်လာအရာ12နှစ်ပြည့်လို့နှစ်ချင်းခံဆိုလို့ဒါကျွန်တော်နှစ်ချင်းခံလိုက်တာဘယ်ကျွန်တော်ဘာမှမသိခဲ့အောင်ဆိုတေကန်နီးမှာကျွန်တော်သိတာနှစ်ချင်းခံတိုင်းကောင်းကင်နိုင်ငံမရောက်ဘူးဆိုတော့အဲ့အချိန်မှာသိပြီကျွန်တော်ငရဲသွားတော့မယ်ဆိုတော့ကျွန်တော်ကောင်းသိနေကျွန်တော်အင်မတန်ကြောက်တယ်အဲ့အချိန်မှာကျွန်တော်မွန်းကျက်နေတဲ့ကြားတယ်အသက်ရှူလို့မွားတဲ့ကြားတယ်တခုကျွန်တော်တောင်းတယ်အသက်ရှင်တဲ့ဖယားကိုမတိရပဲနဲ့ကျွန်တော်မတိပြရစေနဲ့ဘာဖြစ်လို့လဲဆိုတော့ဘာသာတရားတွေကကောင်းတယ်ပဲပြောကြတာပဲဘာသာတိုင်းကသူတို့ဘာသာနဲ့သူကောင်းနေကြတာလေဆိုတော့ကျွန်တော်ငယ်တဲ့ခရိယန်ဖြစ်လာလို့အဖေမေခရိယန်ဖြစ်လာလို့ကျွန်တော်ကခရိယန်ဖယားပဲမှတ်တယ်လို့ကျွန်တော်ပြောရင်ဟိုကလည်းငါတို့ဖယားမှတ်တယ်လို့ပြောမှာပဲဒီကလည်းငါတို့ဖယားမှတ်တယ်ပြောမှာပဲဆိုတော့ကျွန်တော်ကဘာမှမသိပဲနဲ့ခရိယန်ဖြစ်လာသူဖြစ်တဲ့အတွက်ကြောင့်ကိုဖယားမှန်တာမှားလားကျွန်တော်မသိနိုင်ဘူးဒါနဲ့ကျွန်တော်ဆူတောင်းပြီအသက်ရှင်တဲ့ဖယားကိုမရပဲနဲ့ကျွန်တော်မသေးပြစေနဲ့ကျွန်တော်ပါဇက်တော်မလုံနိုင်တော့ဘူးဒါပေမဲ့ယင်ထဲကနေအသက်ရှင်တဲ့ဖယားကိုမရပဲနဲ့ကျွန်တော်မသေးပြစေနဲ့ one more chance ဖယားဆိုတာရှိရင် one more chance ဂျေဇုတော်ကြောင့်ပါပဲကျွန်တော်2ရက်မျောသွားတယ် after 2 days 2ရက်မျောသွားတယ်ပြီးတော့ပြန်ပြီးတော့အသက်ရှင်ခွင့်ရတဲ့အချိန်ကစပြီးတော့ကျွန်တော်ရှာတာတခုပဲရှာတော့တယ်ဖယားကျွန်တော်အသက်ရှင်ခွင့်ပေးတယ်ဖယားဘာသာတရားတွေကိုလေ့လာတဲ့ခါမှာဘာသာတရားတွေအားလုံးကောင်းတယ်ဒါပေမဲ့ဘာသာတရားလူမကယ်ဘူးလေဘာသာတရားအားလုံးကောင်းတယ်ဘာသာတရားတွေအားလုံးကဒါလို့ရင်ဒါဖြစ်မယ်ဒါလို့ရင်ဒါဖြစ်မယ်ဒါလို့ရင်ဒါဖြစ်မယ်ဒါပေမဲ့ပြဿနာလူကမကောင်းနိုင်ဘူးလေဘာသာတရားဘာနဲ့တူလဲဓမ္မရိုက်တဲ့စက်ကြီးလိုပဲဓမ္မရိုက်တဲ့ဆက်ကဘာကိုဖော်ပြလဲခန္ဓာကိုယ်ထဲမှာဘာဖြစ်နေလဲဆိုတော့ तू ကဖော်ပြတဲ့ကဲ့သို့ပဲဘာသာတရားကလည်းဘာလို့ပြလဲမင်းမှာဘာမှားနေလဲဆိုတော့ထောက်ပြနိုင်တယ်မင်းဒါတွေမှားနေတယ်ဒါမလုပ်နဲ့ဒါတွေမှားနေဒါမလုပ်နဲ့ဒါတွေမှားနေဒါမလုပ်နဲ့ဓမ္မရိုက်တဲ့စက်ကြီးလိုပဲအမှားကိုထောက်ပြနိုင်တဲ့ကဲ့သို့အမှားကိုဖော်ပြနိုင်တဲ့ကဲ့သို့ဘာသာတရားလည်းဖော်ပြနိုင်ပေမဲ့ဓမ္မရိုက်တဲ့ဆက်ကယောဂါကိုမကုသပေးနိုင်ဘူးယောဂါကိုမကုသပေးနိုင်ဘူးဘာသာရေးကကျွန်တော်ကိုဒါလုပ်ရင်ဒါဖြစ်မယ်ဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်ဒါပေမဲ့ဘာသာတရားကျွန်တော်ဘာမှမကဲတင်နိုင်ဘယ်ဘာသာပဲဖြစ်ဖြစ်လူမကဲတင်နိုင်ဘူးဘာသာဘာပြလဲတရားကိုပြတယ်တကယ်တရားကျင့်နိုင်လားလောကကြီးမှာကျင့်နေတာတကယ်ဖျားပေတံမိအောင်ဖျားစံချိန်မိအောင်ဘယ်သူမှတရားမကျင့်နိုင်ဘူးဖျားရဲ့ပေတံနဲ့တိုင်းလိုက်โอเคတန်ရှင်းချင်းရှိပါလို့ဖျားပြောတယ်ဒါပေမဲ့ဖျားစံချိန်မိအောင်ကျွန်တော်တန်ရှင်းဆိုတာအသက်ရှင်နေလားအသက်မရှင်နိုင်ဘူး။ဘာသာတရားချပြပေမဲ့ဘာသာတရားရဲ့အထဲမှာရှိတဲ့
ကောင်းသောအရာတွေဘာသာအလုံးကောင်းတယ်ဒါပေမဲ့ပြဿနာလူကဘလို့မှမကောင်းနိုင်ဘူးမကောင်းနိုင်တဲ့အတွက်ကြောင့်ယုံလေနှစ်လေယုံလေနှစ်လေကုသိုလ်တပည့်ငရဲတပိတ်တာတဖြည်းဖြည်းနဲ့နှစ်လာတယ်ဆိုတော့ဘာသာတရားကျွန်တော်လေးလာလေဘာသာတရားကောင်းတော့ညာလေကျွန်တော်မကောင်းဘူးဆိုတော့တာရွေးသိလာလေပဲဘာသာတရားကောင်းတော့ညာလေကျွန်တော်မကောင်းဘူးဆိုတော့ကျွန်တော်သိလာလေကျွန်တော်ဘာမှလွတ်ရရှာလို့မတွေ့နိုင်တော့လွတ်မြောက်ရဘယ်မှာလဲလွတ်မြောက်ရဘာမှ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 လဲကျွန်တော်မွန်းကျက်လာတယ်ကျွန်တော်ရှာရင်းနဲ့ကျွန်တော်တွေ့တဲ့အရာတစ်ခုကယေရှုခရစ်တော်ကဘာသာတရားကိုလာချပြတာမဟုတ်ဘူးပြီးတော့မှကျွန်တော်တို့ငယ်တဲ့ကျွန်တော်သိခဲ့တာခရစ်တော်ဆိုတာခရိယန်ဖခင်လို့ပဲကျွန်တော်သိခဲ့တာလေမဟုတ်ဘူးခရစ်တော်ဆိုတာခရိယန်ဖခင်မဟုတ်ဘူးခရစ်တော်ဆိုတာလောကသားအားလုံးကယ်တင်မှုကြွလာတဲ့ဖခင်ကျွန်တော်တို့ကဘာသာထဲမှာဘောင်ခတ်လိုက်တာယေရှုခရစ်တော်ဆိုတဲ့အဓိပ္ပာယ်ကယေရှုဆိုတာကလူသားတွေအားလုံးကိုအပြစ်မှာကယ်ထုတ်မိသူဖြစ်သောကြောင့်သူ့ရဲ့နာမည်ကယေရှု The meaning of Jesus is a savior ယေရှုဆိုတာကကယ်တင်ရှင်ခရစ်တော်ဆိုတာကသခင်ကယ်တင်သောအရှင်သခင်သူဘာသာထဲမှာမနေဘူးသူဘာသာလဲလာပြတာမဟုတ်ဘူးယေရှုလောကကိုကြွလာတဲ့အချိန်မှာခရစ်ယာန်ဘာသာလည်းမရှိသေးဘူးပြန်တက်သွားတဲ့အချိန်မှာလည်းခရစ်ယာန်ဘာသာမရှိသေးဘူးလူတွေကဘာသာတရားလုတ်လိုက်တာကြောင့်ယေရှုခရစ်တော်ကခရစ်ယာန်ဘာသာတည်ထောင်ဖို့လောကကြီးကြွလာတဲ့ဖခင်မဟုတ်ဘူးသူကလူတိုင်းကိုကယ်တင်ဖို့ကြွလာတဲ့ဖခင်ကြောင့်ယေရှုခရစ်တော်ဆိုခရစ်ယာန်နဲ့ပဲဆိုင်တာမဟုတ်ဘူးလောကသားအားလုံးနဲ့ဆိုင်တယ်ဘယ်လူမျိုးမဆိုခေါ်ကြည့်ဘယ်ဘာသာမဆိုခေါ်ကြည့်တတ်တည်ပေးနိုင်တဲ့ဖခင်အဲ့ဒီဖခင်ကိုကျွန်တော်ဒီမှာတွေ့လဲကိုအဲ့မှာကျွန်တော်ကောင်းသဘောပေါက်တာဘာသာနဲ့လုံးဝမဆိုင်ဘူးယေရှုခရစ်တော်ဟာယေရှုခရစ်တော်ကလူသားတွေအားလုံးကယ်တင်မှုကြွလာတဲ့ဖခင်ဒါပေမဲ့အဲ့ဒီဖခင်ကိုအုံနောက်နဲ့ရှာလို့မရဘူးလူကသင်္ခါရထဲမှာနေတာဖခင်ကထာဝရဖခင်သင်္ခါရဆိုတာအစရှိတယ်အဆုံးရှိတယ်ကျွန်တော်ကျမ်းစာဖတ်ရင်တော့မှအစကပ္ပဦးကျမ်းခန်းကြီး1အငယ်1ဗျာဒိတ်ကျမ်း22ဆိုရင်ဘာဖြစ်သွားပြီလဲဆုံးသွားပြီဒါပေမဲ့နားလည်စေချင်တဲ့ညီကိုမောင်နှမတို့ကပ္ပဦးကျမ်းအခန်းကြီး1အငယ်1မဖြစ်လာခင်ကတည်းကဖခင်ရှိပြီသားအစဦး၌ဖခင်သခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏လို့ပြောတဲ့ကျမ်းပိုက်ဒါပေမဲ့အစအဦး၌အစမဖြစ်လာခင်ကတည်းကဖခင်ကရှိထားပြီသားဆိုတော့အစမဖြစ်ခင်ဖြစ်တဲ့ဖခင်အဆုံးတော်ညာလေအဲ့ဒီအဆုံးရဲ့စကားရှာလို့မရတဲ့အနောက်ွယ်မှာဖခင်ကဆက်ပြီးရှိနေတယ်သူထာဝရဆိုတဲ့ဖခင်ကိုသင်္ခါရထဲမှာရှိတဲ့လူကဘလို့နီးနေမှရှာလို့မရဘူးဒါပေမဲ့ကျမ်းစာတစ်ပိုင်းမှာဘာပြောလဲဆိုငါ့ကိုခေါ်ငါထူးမယ်ကောင်းသဘောပေါက်လိုက်တယ်ကျွန်တော်အမှ challenge ရသွားတာဟုတ်ပြီဘာသာတရားတိုင်းကတော့လှုပ်လို့ပြောပေမဲ့ယေရှုခရစ်တော်ကြတော့ဘာသာတရားကိုလာချပြတာမဟုတ်ဘူးနွန်ထဲမှာနစ်နေတဲ့အပြစ်နွန်ထဲမှာနစ်နေတဲ့လူသားတွေကုသိုလ်တပည့်ငရဲတပိတ်တာထဲမှာတဖြည်းဖြည်းနစ်နေတဲ့လူသားတွေကာယကံဝစီကံမနောကံနဲ့နေ့တိုင်းပြစ်မှားမှုကြောင့်ကြာရှုံးနေတဲ့သူတွေဝတ်ကြွေးဝတ်နာထဲမှာပြိနေသူတွေအတွက်ရွေးနှုတ်ဖို့ကြွလာတဲ့ကယ်တင်ရှင်အဲ့ဒီဖခင်ကိုရှာလို့မရပါနဲ့ခေါ်ရင်ထူးတယ်တဲ့ဝေါကြော်တိသွားပြီဖခင်ဆိုတာရှာလို့မရဘူးဖခင်ဆိုတာခေါ်ရင်တော့ထူးတယ်ဆိုတာအဲ့ဒီဖခင်တပါပဲတွေ့မှုတယ်အဲ့ချိန်မှာကြော်ကောင်းသဘောပေါက်လိုက်တာအုံနောက်ထဲမှာပွင့်ထွက်သွားသလိုခံစားတဲ့အရာတစ်ခုဟာယေရှုခရစ်တော်ခရစ်ယာန်ဘာသာရဲ့ဖခင်မဟုတ်ဘူးယေရှုခရစ်တော်လောကသားအားလုံးကိုကယ်တင်ဖို့ကြွလာတဲ့ဖခင်စိန်ခေါ်ကြည့်တတ်တည်ထူနိုင်တဲ့ဖခင်ရှိဖြစ်တယ်မွတ်စလင်ခေါ်လဲထူးတယ်ဟိန္ဒူခေါ်လဲထူးတယ်ဗုဒ္ဓဘာသာခေါ်လဲထူးတယ်ခရစ်ယာန်ခေါ်လဲထူးတယ် तू ကခရစ်ယာန်ဘာသာပဲလာတည်ထောင်တဲ့ဖခင်မဟုတ်ဘူးခရစ်ယာန်တွေကဘောင်ခတ်ပလိုက်တာအဲ့ဒါပြဿနာဒီနေ့ခရစ်ယာန်တွေအားလုံးလဲကျွန်တော်ပြောပြချင်တယ်ဘောင်လေးထဲမှာနေတဲ့ခရစ်ယာန်တွေငါတို့ခရစ်ယာန်ဆိုတဲ့အဖွဲ့တွေအများကြီးရှိတယ်ဘာသာရေး mindset ဝင်သွားတာဖခင်ဘာသာရေးကိုစိတ်ဝင်စားဘူးဖခင်